Okay ဒီ beat sing editing လို့ခေါ်တဲ့တချင်းဒီလောက်တန်နဲ့အကိုက် edit လုပ်တဲ့နီလန်လေးကိုဒီဗီဒီယိုမှာလိုရင်းတူရှင်းလေးကျွန်တော်ပြောပြပေးပါမယ်အဲ့တော့ကျွန်တော်တို့ beat sing editing လုပ်မယ်ဆိုရင်အရင်ဆုံးကျွန်တော်တို့လုပ်ရမှာကဒီ music layer เนาะဒီလိုလက်နဲ့တစ်ချက်ထောက်လိုက်ဒီ layer လေးပေါ်မှာကျွန်တော်တို့ကဒီနှုတ်ကလေးတွေမှတ်ပေးရမှာဖြစ်ပါတယ်အဲ့တော့နှုတ်ကလေးတွေမှာဘယ်လိုမှတ်ထားလဲဆိုတော့ကြည့်နော်ဒီမှာဘယ်လိုအဖြူရောင်အဆက်ကလေးတွေဒါပေါ်နေတာကကျွန်တော်နှုတ်ကလေးတွေမှတ်ထားတာပါအဲ့လိုနှုတ်မှတ်မယ်ဆိုရင်เนาะကျွန်တော်တို့ဒီ music layer ကိုထောက်လိုက်ပါမယ်မနော်ဒီဘေးမှာလည်းပြတာဒီမှာဘေးမှာပြတာဒါ music layer ဒီ layer လေးကိုထောက်လိုက်မယ်ထောက်ပြီးတော့ပြီအောက်မှာ tools bar နဲ့ပေါ်လာမယ် tools bar ထဲမှာ tools တွေအများကြီးပေါ်လာအဲ့ထဲမှာကျွန်တော်တို့ဒီမှာ BEAT beat ဆိုတဲ့ဒီမှာနော်ဒီ tools လေးကိုကျွန်တော်နှိပ်ပေးရပါတယ် beat ကိုနှိပ်လိုက်ပြီးကျွန်တော်အခုလိုမျိုးလေးပေါ်လာပါမယ်အခုလိုပေါ်လာပြီးကျွန်တော် beat တွေကိုစပြီးတော့ဖန်တီးလို့ရတယ် beat ကတော့နှစ်မျိုးရှိတယ်ဒီမှာ add beat ကကျတော့ကျွန်တော်တို့ကိုယ်တိုင်ထည့်တာ manual beat ပေါ့ဒီဘက်ဘေးက auto generate ကကျတော့ auto beat ပေါ့နော် AI ကိုအသုံးပြုတာအဲ့တော့ကျွန်တော်ဒီမှာကျွန်တော် beat ကတော့ auto beat ကိုအသုံးပြုထားတယ်ဒါဆိုရင်ဒီမှာ auto beat နဲ့သူ့ auto beat တွေအဝါရောင်ချသွားတယ်ပြီးတော့မှကျွန်တော်တို့ကဒီမလိုတဲ့အပိုင်းတွေမလိုတဲ့ beat တွေကိုကိုယ့်အကိုဒီမှာနော် delete beat နဲ့နှိပ်ပြီးတော့ဖြတ်လို့ရပါတယ်နော်ဒီမှာဒါတွေကတော့ကျွန်တော် auto beat တွေသုံးတာဖြစ်တဲ့အတွက်ဒီအဆက်ကလေးတွေကအဲ့လိုလေးပို့နေလိမ့်မယ်နော်ဒါဆိုတော့ကျွန်တော်တို့ beat တက်မှတ်ပြီးသွားပြီဆိုတော့ဒါပထမတစ်ဆင့်ရပါတယ်ဒုတိယအဆင့်ကကျတော့ sequence နေစီတာပါကျွန်တော်တို့အောက်က audio layer မှာမှတ်ထားတဲ့ note အတိုင်းအပေါ်မှာဒီ main layer video ကိုကျွန်တော်တို့ကတစ်ထပ်တည်းကြအောင်စီစဉ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဘယ်လိုစီစဉ်လဲဆိုတာကြည့်လိုက်အောင်ဒီတီးလုံးအရဆုံးတော့ကျွန်တော်ကဒီမှာတက်မှတ်ထားတာကဒါဒီနားလောက်မှာဒီနားလောက်ကအစပြီးတော့အတက်ပိုင်းဖြစ်ပါတယ်အဲ့တော့ဒီနားလောက်ကိုဒီမှာကျွန်တော်အနည်းကပြမယ်ဒီနားလောက်အဲ့ဒါဘယ်နှစ်စက္ကန့်လဲဆို audio ရဲ့0နော်06 6စက္ကန့်မြောက်လောက်မှာကျွန်တော်စပြီးတော့ဒုတိယကတ်ကိုစပြောင်းပါနော်အဲ့တော့ဒုတိယကတ်ကနေစပြီးတော့ကျန်တဲ့ကတ်တွေအကုန်လုံးဟာတူတူလေးဖြစ်သွားပြီအဲ့တော့ဒီဒုတိယကတ်ကဘယ်နှစ်စက္ကန့်ထားလဲဆိုတော့ကျွန်တော်ကြည့်မယ်ဆိုဒုတိယစက္ကန့်ကိုထောက်လိုက်တဲ့ခါကျရင်ဒီမှာမြင်ရပါမယ်နော် sorry ဝါမမြင်ရမယ်နော် 0.6 စက္ကန့်နော်အဲ့တော့ဒီနောက်ထပ်ဒီကတ်တွေကလည်းအဲ့ဒီတိုင်းပဲ 0.6 စက္ကန့်ဒါလည်း 0.6 စက္ကန့် 0.6 နော်အကုန်လုံး 0.6 စက္ကန့်နေပဲအကုန်ထားရပါလေနော်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒါကကျွန်တော်တို့အောက်က note နဲ့ဒီ video နဲ့ကို sequence ကိုဒါတိုက်လိုက်ပါဒါတော့ဒုတိယအဆင့်ပြီးသွားပြီတတိယအဆင့်ကကျတော့ဒီ video တွေကိုကတ်တွေကိုပို့ပြီးတော့ကြည့်ကောင်းအောင် zoom in animation ဖန်တီးတာပါနော်အဲ့တော့ပထမကတ်ကကျွန်တော်အဲ့တိုင်းထားတာနော်ဒုတိယကတ်ကိုကြတော့ကျွန်တော်ကဘယ်လိုလုပ်တယ်လဲဆိုရင်ဒုတိယကတ်ကိုဒီမှာကျွန်တော်မြင်တွေ့ရတဲ့အတိုင်းပါပဲ zoom in animation ထားတာနော်ဒီမှာ start point မှာကပုံမှန်တိုင်း end point နဲ့ရောက်တော့ဒါ zoom ဖြစ်သွားတယ်အဲ့ဒါကို keyframe တက်မှတ်ထားတယ်ဘယ်လိုတက်မှတ်မလဲဆိုရင်ကျွန်တော်တို့ဒီ video ရဲ့ပထမစမှန် start point ကိုထောက်လိုက်မယ်ထောက်ပြီးပြီဆိုဒီဘက်ထောက်နာလေးမှာ keyframe လေးရှိပါတယ်ဒါကကျွန်တော်က keyframe ပေးပြီးတာမလို့ minus ဖြစ်နေတာပါမပေးရသေးဘူး plus ဆိုပုံနေလိမ့်မယ်ဒီလိုမျိုးလေး plus ဆိုပြီးပုံနေတယ်ဒါပေးလိုက်ပြီဆိုရင် minus ပြောင်းသွားဒါဆိုတော့ဒီပေးလိုက်ပြီဆိုဒီမှာအနီအဆက်ကလေးပေါ်လာလိမ့်မယ်နော်အဲ့ဒီအနီဆက်ကလေးကဒါ start point ပြီးပြီဆိုရင်ကျွန်တော် video ရဲ့ end point ကိုတွားမယ်ဒီနားကိုတွားမယ်တွားပြီးပြီဆိုရင်တော့ကျွန်တော်တို့ video ကပုံမှန်ဆိုတော့ဒီလိုလေးဖြစ်နေလိမ့်အဲ့တော့ကျွန်တော်တို့ကလက်နဲ့ချောင်းနဲ့ဆွဲချဲလိုက်နော်ဒါဆိုရင်တော့ကျွန်တော်က keyframe နောက်တစ်ခုတက်မှတ်ပြီးပါပြီ start point နဲ့ end point တက်မှတ်သွားမယ်ကျွန်တော်ဒီမှာ start point မှာ zone ချဲလာတော့ခုန zone ချဲလိုက်အဲ့တော့ start point ကိုဒီလိုလေးထားလိုက်ဒါဆိုတော့ဒီလိုလေး zone in ဖြစ်သွားပါနော်အဲ့တော့နောက်ထပ် video တွေကိုလည်းအဲ့ဒီတိုင်းပဲ zoom in animation keyframe နဲ့ဖန်တီးလိုက်ပါနော်ပြီးပြီဆိုတော့ကျွန်တော်တို့စတုထအပိုင်းကတော့ transition ထည့်တာပါ transition ထည့်တာကအမျိုးမျိုးရှိတယ်ကျွန်တော်တို့ဒီနှစ်ခုကြားတွေက video နှစ်ခုကြားတဲ့ကဒီအချောင်းလေးကိုနှိပ်ပြီးတော့ transition ထည့်တာလဲဒါလဲ transition ပဲနောက်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ဒီ video ကိုထောက်လိုက်ပြီးဒီအောက်နာက animation ကိုတုံးပြီးတော့ထည့်တာကလည်း transition ထည့်တာပါပဲဒါမှမဟုတ်ရင်ကျွန်တော် overlay ကနေပြီးတော့ထည့်တာကလည်း transition ပဲဒါပေမဲ့ဒီမှာကကြတော့ကျွန်တော်ကဒီ transition တွေတခုမှမတုံးမယ်ဒီ overlay transition ကိုအသုံးပြုတာပါဒါတော်တော်များများကဒီ professional editor တွေဆိုရင်ဒီ overlay transition ကိုပို့ပြီးတော့တုံးကြတယ်နော်မလုပ်တတ်သေးဘူးဆိုတော့ဒီ video transition တွေပဲတုံးပေါ့နော်ဒါလေးကကြတော့ကျွန်တော်တို့ဒါဒီ background remove လုပ်ပြီးတော့ဒုတိယကတ်ရဲ့ဒီရုပ်ကတ်ကိုယူလိုက်တယ်ဒီရဲ့ပထမကတ်ရဲ့အရှိမ overlay အနေနဲ့ထည့်လိုက်ထည့်ပြီးသွားပြီဆိုရင်ဒီကောင် background remove လုပ်လိုက်တယ်လုပ်ပြီးတော့ animation နဲ့ကျွန်တော်အောက်ကနေအပေါ်ဆွဲတင်လိုက်ပြီးပြီးဒုတိယကတ်နဲ့တွတ်ဆက်လိုက်ဒီလိုမျိုးလေးဖြစ်သွားတယ်နော်ပြန်ပြမယ်နော်ဒီလိုမျိုးဒုတိယကတ်ရဲ့ background ဖြောက်ပြီးတာဒီ free frame ပေါ့နော်ပုံကိုဒါဓာတ်ပုံကိုအဲ့လိုမျိုးအောက်ကနေအပေါ်ဆွဲတင်ပြီးတော့ဒုတိယကတ်နဲ့ဖြတ်လိုက်တဲ့အခါမှာဒီလိုလေးပေါ်လာတယ်အဲ့လိုမျိုးလေးလုပ်တာအဲ့တော့ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ပြန်ပြမယ်နော်အရင်ဆုံးကျွန်တော်တို့ဒီပထမဒုတိယကတ်ကဒီအရှိဆုံးဒီပုံလေးနော်ဒီပုံလေးကိုကျွန်တော်တို့က freeze frame လုပ်ပါမယ်နော်အဲ့ဒီကောင်လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီအောက်က tools bar ထဲမှာ free frame ဆိုတာရှိပါတယ်နားပြပေးမယ်နော် freeze frame ဒီမှာအောက်က tools bar ထဲမှာ free frame ရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်မယ်ဆိုရင်ဒီအရှိအပိုင်းက
အားလေးကဒီလိုမျိုးလေး layer လေး free frame layer လေးထွက်လာတော့ဒီမှာကျွန်တော်နှိပ်လိုက်ရတာလေးဒီ layer လေးနော်အဲ့ဒီ layer လေးကိုကျွန်တော်တို့က overlay လုပ်ပါမယ်အောက်ကို overlay နဲ့ပြစ်ချအဲ့တော့ဒီ layer ကိုတရားထောက်ပြီးသားဆိုတော့ဒီတိုင်းလေးပဲနော်အဲ့တော့ထောက်ပြီးသားဆိုရင်ကျွန်တော်တို့အောက်မှာ overlay ဆိုပြီးတော့ထိုးရှိပါလိမ့်မယ်ဒီမှာ overlay နော်အဲ့ဒီ overlay လေးကိုနှိပ်လိုက်မယ်လို့ဒီ layer ကကျွန်တော်တို့အောက်ကိုကြောက်တာပဲဒီ main layer အောက်က overlay layer ကိုရောက်အောင်ရောက်ပြီးပြီဆိုအဲ့ဒီ layer ကိုဒီအရှိကကျွန်တော်တို့ဒီပထမဗီဒီယိုရဲ့နောက်ဆုံးနားလေးမှာဒီလိုကတ်ထည့်ပါမယ်အဲ့တော့ဘယ်နှစ်စက္ကန့်စာလဲဆိုတော့ဒီမှာ 0.8 ပေါ့နော် 0.8 စက္ကန့်စာဒီမှာတေချာမြင်အောင်ပြပါမယ်ဟာ 0.8 စက္ကန့်စာပြီးသွားပြီဆိုတော့ကျွန်တော်တို့ကနော်ဒီ animation လုပ်မယ်အဲ့ကောင်က loss ဒီကောင်က background remove မလုပ်ရသေးဘူးအဲ့တော့လုပ်မယ်ဆိုရင်ဒီကောင် layer ကိုထောက်ပြီးရရင်ကျွန်တော်အောက်က remove background ကိုလိုက်ချပါမယ်ဒီမှာ remove background ဆိုပြီးတွေ့ပါလိမ့်မယ်အဲ့ဒီ remove background ကိုနှိပ်လိုက်ပါမယ်ဒါဆိုတော့ဒီကောင်က auto remove လုပ်ဖို့အတွက်ဒီမှာနောက်ထပ် tool စီပေးရဒီမှာ custom ရှိမယ် auto ရှိမယ်လူဆိုတော့ auto ပဲယူလိုက် auto နှိပ်လိုက်ပြီဆိုရင်သူက remove နော် remove လုပ်လိုက်ပါဒါဆိုရင်ဒီမှာ background ဖြောက်ပြီးတာ layer ရပါပြီနော် background ဖြောက်ပြီးတာ layer ရအဲ့ဒါကိုကျွန်တော်တို့က animation လုပ်ဖို့ပဲဒီကောင်ကိုဒီအောက်ကိုဆွဲထားလိုက်ပါမယ်နော်ဒီ end point မှာကျွန်တော်တို့ video ရဲ့အစကိုဒီနားထားပြီးပြီဆိုရင် key frame ဒီဘက်တောက်က key frame လေးကိုနှိပ်ပါမယ်ဒါဆိုရင် key frame က minus ဆိုပြီးပြတယ်ပြီးပြီဆိုရင်ဒါ start point တက်မှတ်ပြီးပါပြီဒီမှာအနီးဆက်လေးပေါ်လာတယ်ဟုတ်လားပြီးသွားပြီဆိုတော့ဒီက end point တက်မှတ်မယ် video ရဲ့နောက်ဆုံးနားလေးကိုတွားမယ်တွားပြီးပြီဆိုတော့ကျွန်တော်တို့ဒီ layer ကိုလက်နဲ့အပေါ်ကိုဒီလိုလေးဆွဲတင်လိုက်နော်ဆွဲတင်လိုက်ပြီဆိုတော့ auto end point ကပေါ်လာလိမ့်မယ်နော်ဒါဆိုတော့ကျွန်တော်တို့ဒီမှာ animation လုပ်လိုက်ပြီဟုတ်လားဒါပေမဲ့သူကဒီတိုင်းဆိုတော့ constant ဒီလိုပဲတွားနေမှာဒါပေမဲ့ကျွန်တော်တို့က graphic လိုနေရနေဘုံဆိုပေါ်တက်သွားပုံနဲ့လုပ်ချင်ဒီ layer ကိုထောက်ဒီ key frame နှစ်ခုကြားမှာ timeline layer ကိုထားမယ်ထားပြီးဒီဘက်ထောက်နာမှာ graphic ဆိုတာလေးရှိတယ်အဲ့ဒီ graphic လေးကိုနှိပ်လိုက်ပြီးရင်ဆိုရင်ကျွန်တော်တို့ဒီအောက်က graphic ကြိုက်တာရွေးလို့ရပါတယ်ကိုကြိုက်တဲ့ style ပေါ့နော်ရွေးလိုက်ဒါဆိုရင်သူကဒုံးဒီလိုမျိုးဒီလိုမျိုး constant သွားတာမဟုတ်ဘဲနဲ့သူကဘယ်လိုဘုံကိုပြောအဲ့လိုမျိုးသွားတာပေါ့နော်ဒါကကျွန်တော်ဗီဒီယိုနည်းနည်းထည့်နေလို့အဲ့လို graphic ထည့်လို့လည်းရပါတယ်ဒါကတော့ဒီ background remove လုပ်ပြီးတော့ transition အနေနဲ့သုံးတာပါနော်ပြီးပြီဆိုရင်ဒီဗီဒီယိုမှာတုံးထားတဲ့နောက်ထပ် overlay တစ်ခုရှိသေးတယ်အဲ့ဒါဒီမှာအမဲရောင် screen overlay ကိုဒီလိုမျိုးလေးအလှလောက်ထားတာလားအဲ့ဒါဘယ်လိုလောက်ထားတော့ကျွန်တော်ပြမယ်ကျွန်တော်တို့ဒီအမဲရောင် screen တစ်ခုခုပေါ့နော် screen တစ်ခုကိုကျွန်တော်တို့ overlay ထည့်မယ်အဲ့တော့ဒီအမဲရောင် screen ကိုထည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာသူ့လိုမျိုးဘယ်လိုလုပ်နေဆိုတော့ပြမယ်ဒီမှာသူ key frame လောက်ထားတယ်အဲ့ဒါဘာကို key frame လောက်ထားတာလဲဆိုတော့ဒါက masking ကို key frame လောက်ထားတာပါအဲ့တော့ masking ကဘယ်မှာလဲဆိုတော့ကျွန်တော်ဒီ layer အရင်တစ်ချက်ထောက်လိုက်နော်ထောက်လိုက်ပြီဆိုရင်အောက်က tools bar ရဟာတောက်ကိုညာဘက်တောက်ကိုဆွဲအဲ့ဒီမှာ mask max ဆိုတာတွေ့အဲ့ဒီကောင်လေးကိုနှိပ်လိုက်အဲ့မှာကျွန်တော် max တွေအများကြီးတွေ့မယ်အဲ့ဒီထဲမှာကျွန်တော်တို့ကဒီမှာဘာကိုတုံးလဲဆိုတော့ဒီမှာ mirror ဆိုတဲ့ mask ကိုတုံးတယ်ဒါပေမဲ့ပုံမှန်ဆိုရင် mirror mask ကိုတုံးနိုင်နေဆိုရင်သူကဒီလိုပေါ်ရမှာကျွန်တော်ပြမယ်နော်ဒီလိုမျိုးလေးပေါ်ရမှာဒါပေမဲ့အခုကအဲ့လိုမဟုတ်ဘဲနဲ့ဒီဘာလို့အဲ့လိုဟိုခုနလိုပေါ်လဲဆိုတော့ဒီ invert ဆိုတဲ့ဟာလေးကိုတုံးတာလို့ပါအဲ့တော့ကျွန်တော် invert clock ကိုနှိပ်လိုက်မယ်ဆိုရင်ဒီလိုမျိုးလေးဖြစ်သွားမယ်ပြီးသွားပြီဆိုရင်အဲ့ဒါကိုကျွန်တော်တို့ key frame နဲ့ကျွန်တော်တို့က animation လုပ်ပါမယ်ပထမ start point မှာကပုံမှန်အတိုင်းပဲဘာမှမလုပ်ဘူးဒီတိုင်းပဲ start point တက်မယ်ဒုတိယ point မှာကျတော့ကျွန်တော်တို့ကဒီ screen ကိုဒီလိုမျိုးလေးနည်းနည်းချဲလိုက်တဲ့ပုံစံပေါ့ဗျာဒီလိုလေးချဲပြီး key frame လုပ်တဲ့ပုံစံဒါ end point တက်မှလိုက်ဒါဆိုတော့ဒီလိုမျိုးလေးဖြစ်သွားပြီနော်အဲ့တော့နောက်ထပ်ဟာကကျတော့သူကကျတော့ invert ကိုမတုံးတာဘူးเนาะရိုးရိုးကိုပဲကျွန်တော်ဒီကနေပြီးတော့အချင်းကနေအကျယ်ဒီလိုမျိုးလေးပြောင်းသွားเนาะဒီလိုလေးဟုတ်လားဒါအလှလေးလောက်သွားတာဟုတ်ပြီเนาะโอเคအနောက်မှာလည်းဒီအတိုင်းပဲတုံးတယ်เนาะတူတူပဲအနောက်မှာလည်းအဲ့ဒီအတိုင်းပဲတုံးတာဟုတ်လားโอเคဒါကတော့ overlay နဲ့ဒါက effect ထည့်တဲ့ပုံစံပေါ့เนาะဒါ transition အနေနဲ့တုံးတာပေါ့ပြီးတော့ effect အနေနဲ့တုံးတာโอเคနောက်ထပ်တစ်ပိုင်းက effect ကိုတုံးတာကိုထပ်ပြမယ်နောက်တစ်ပိုင်းကကြတော့ကျွန်တော်ဒီမှာ effect layer เนาะဒီမှာဒီကျေပုံလေးနဲ့เนาะဒီမှာ effect layer ကိုတုံးထားတယ်ဘာ effect တုံးထားလဲဆိုတော့ဒီမှာကျွန်တော် intro မှာဆိုတော့ဒီမှာတုံးထားတဲ့ဟာ SHAQ က shaky glint ဆိုတဲ့ effect ကိုတုံးထားတယ်เนาะ shaky glint ကဘယ်လိုပုံစံလေးလဲပြမယ်ကြည့်ဒီလိုမျိုးလေး screen မှာပေါ်လာတဲ့ဒီအကြောင်းလေးတွေကိုဖြစ်အောင်လုပ်တာအဲ့ဒါ shaky glint effect เนาะ okay ဒါကကျွန်တော်ပထမဗီဒီယိုထိပဲတုံးထားတယ်ဒုတိယဗီဒီယိုမှာလည်းဆက်တုံးထားတယ်ဗျဒုတိယဗီဒီယိုမှာကျတော့ကျွန်တော်နောက်ထပ်လေးဒါပေမဲ့တစ်ဆက်တည်းတွားလို့ရတယ်ဒီတိုင်းကျွန်တော်ထည့်ထားပါတော့။ Okay ဒါဆိုရင်ဒီအပေါ်ကဒီအတုံးလေးတွေကပါတယ်လဲဆိုတော့ပြပါမယ်။ဒီအပေါ်ကတုံးလေးတွေကကြားတယ် effect ပါပဲဒါပေမဲ့ဒီ effect တွေကကြတော့ကျွန်တော် transition အနေနဲ့တုံးထားတာဒီ effect တွေကို cut ဒီ video cut တစ်ခုနဲ့တစ်ခုကြားမှာအကူပြောင်းမှာတုံးเนาะဒီ effect တွေကို transition အနေနဲ့တုံးတာဒီမှာအကူပြောင်းမှာဒီလို shape ဖြစ်သွားတယ်ဒီလိုတုံသွားတယ်။တုံတော့ဒီလိုမျိုးလေးအကွက်ကလေးနဲ့ပေါ်လာတယ်เนาะဒါရိုးရိုးပြောင်းတာမဟုတ်ဘဲနဲ့ဒီလို shape ဖြစ်သွားတယ်ဟုတ်လား shape ဖြစ်သွားပြီးတော့မှဒီလို note cut ကိုပြောင်းသွားတယ်။ဒါကကျွန်တော်ဒီမှာ note ကလွဲနေတယ်ဒီ
နော်ဒီကျွန်တော်ဒီ audio layer မှာလုတ်မှတ်ထားတယ်ဒီမှာအဆက်ကလေးအတိုင်းဒီ effect layer လေးတွေကို light တင်နော်ဒီလိုလေး light တင်တယ်ကျွန်တော်ဒီမှာ effect လေးတွေလွဲနေ okay နေရာချတော့ဟုတ်ပါပြီကျွန်တော်ဘာ effect တွေတုံးထားလဲဆိုတာပြပေးမယ်နော် okay ဒီမှာဆိုတော့တုံးထားတဲ့ effect ကလေးက SHK shake effect ကိုတုံးထားတယ်ကျွန်တော် second ကတော့ 0.8 လောက်ပဲ0.8တော့မဟုတ်ပါဘူး0.1 လောက်ပဲထားလာ0.2 second 1 second duration လောက်ပဲထားလာတယ်ဒါပေမဲ့ shake ကိုလည်းကျွန်တော်ကဒီမှာeffect ဟိုဘယ်လို keyframe ထားလိုက်ပါတော့ဒါဒီ shake တာကို adjust လုပ်ချင်တယ်ဆိုဒီ adjust ကိုနှိပ်လိုက်အဲ့မှာဆိုရင်ဒီမှာပြမယ်ပုံမှန်ဆိုရင်ဒီမှာ shake ရဲ့ဒီပမာဏကဒီလောက်ကနေ keyframe ကိုကျွန်တော်ဒီလောက်ကိုအကုန်ချော့ချလိုက်တာပေါ့ဗျာအဲ့လိုမျိုးနောက်ပြီးတော့ကျတော့ dot screen လည်းအဲ့တိုင်းပဲ keyframe ထားလိုက် dot screen ကဒီလောက်ပမာဏကနေပြီးတော့ဒီလောက်ထိချော့ချလိုက်0ပေါ့ဗျာ0ကြီးထားလိုက်ဒီမျိုးလေးနော်အဲ့တော့ဒီ effect နှစ်ခုတုံးထားပါတယ် shake effect ရဲ့ dot screen dot 6 screen effect နှစ်ခုဒါကိုကြားခံအနေနဲ့တုံးထားတယ်နောက်ဗီဒီယိုတွေလည်းအဲ့ဒီတိုင်းပဲကျွန်တော်တုံးထားတယ် shake ရဲ့နောက်တစ်ခုကဒါကတော့ oblique blur နော်ဒီ dot screen ကိုကြာတော့ကျွန်တော်ကဒါlayer တိုင်းမတုံးဘူးဒါ oblique blur ဒီလိုမျိုး blur ဖြစ်သွားတယ်ကျွန်တော်ပြန်ပြမယ်နော်ဒီလိုဝဝလေးဖြစ်သွားတာဟုတ်လားဝဝလေးဖြစ်သွားပြီးတော့မှပြန်ကြည့်သွားတယ်အဲ့လိုမျိုးဒီကောင်ကိုလည်းကျွန်တော်ဒီမှာkeyframe animation လောက်တာဒီမှာ blur ကပထမ start point မှာ0ဒီမှာနည်းနည်း50ဖြစ်သွားတယ်အလယ်မှာ50ဖြစ်သွားတယ်အဲ့မှာ0ဖြစ်သွားတယ်ဒီလိုမျိုးလေးကစားတာအဲ့တော့နောက် video ရဲ့ transition အပိုင်းတွေကိုလည်းဒီလိုပဲထားရတယ် shake ရဲ့ oblique blur ရဲ့ shake oblique blur ပြီးတော့မှဒီ dot screen ကကျွန်တော်ဒီ video ၄ခုနော် video ၄ခုတစ်ခါပြီးရင်ဒီ dot 6ဆိုတဲ့ effect ကိုကျွန်တော်တုံးထားတယ်နော်ဒီမှာ video ၄ခုမြောက်ဒီမှာတော့မတုံးတာနော်နှစ်ခါပဲတုံးထားတယ် okay အဲ့လိုမျိုးလေးဒီ effect တွေကိုကျွန်တော် transition အနေနဲ့ထားတုံးထားပါတယ်အဲ့တော့ဒီ video တစ်ခုနှစ်ခုအကူပြောင်းမှာဟို shake ဖြစ်သွားတယ်အဲ့လိုမျိုးဟို shake ဖြစ်သွားတယ် video မပြောင်းဘူးနဲ့ shake ဖြစ်ပြီးတော့ပြောင်းသွားတယ်နော်အဲ့လို effect ကလေးထည့်ထားပါတယ်အဲ့တော့ effect တွေတုံးမယ်ဆိုတော့ကျွန်တော်တို့ဒီအောက်တဲ့ tools layer မှာ effect ဆိုတာလေးရှိပါတယ်ဒီမှာခြေပုံလေးနဲ့နော်ဒီ effect ကလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့လိုအပ်တဲ့ effect ရှိတုံးပါမယ်ဒါပေမဲ့ဒီမှာ effect တွေထပ်တုံးရမယ်ဒါနောက်ထပ် tools တွေလေ body effect နဲ့ video effect ရှိတယ်ကျွန်တော်တို့က video effect ကိုတုံးပါပါနော်ဒီမှာ video effect တွေရှိပါတယ်ကိုလိုချင်တဲ့ဟာကိုဒီမှာ search box မှာ search မှာရှာလို့လည်းရပါတယ်ပြီးတော့ပြီဆိုတော့နောက်ဆုံးအပိုင်းကတော့ကျွန်တော်တို့ video အချောတက်တာပါအချောတက်မယ်ဆိုတော့နောက်ဆုံးအဆင့်ကတော့ကျွန်တော်တို့ filter ထည့်တာပါနော် filter ကကိုယ့်ရဲ့ video ပေါ်မူတည်ပြီးလိုအပ်တဲ့ filter ကိုတုံးပုံနော်ကျွန်တော်ကတော့ filter တွေကိုကျွန်တော်ဒီဟာတွေတုံးထားတယ်ဒီမှာ enhance ရယ် glow ရယ် adjust ကကျတော့ကျွန်တော်ကအလင်းကိုဒါ auto ပဲတုံးထားတယ်ဒီမှာ adjust ဒီမှာကျွန်တော် auto တုံးထားပါတယ်auto ဒီမှာ auto ကိုလည်းတုံးထားတယ် auto တုံးထားတယ်နော် auto တုံးထားတယ်နောက်ပြီးသွားပြီဆိုရင် concept တို့ဘာလို့ဘာမှမချိန်ရဘူးအဓိကဘာမှမချိန်ရအောင်ကျွန်တော် auto တခုပဲတုံးထားတယ်ဗျာ share တို့လေးတော့ကျွန်တော်တင်တာ share တို့ကမောင်တဲ့နေရာလေးလင်းသွားအောင် okay ကျန်တာကတော့ဒီ filter effect เนาะ glow ရယ် enhance ရယ် 4K เนาะ okay adjust တွေ filter တွေကဘယ်မှာတုံးလဲဆိုတော့ကျွန်တော်ဒီအောက်ကဒီမှာ adjust တွေ filter တွေရှိပါတယ် adjust ရှိတယ် filter ရှိတယ်เนาะfilter မှာဆိုတော့ effect တွေအစုံရှိပါတယ်เนาะ filter ရှိမယ် adjust ရှိမယ် filter မှာဆိုရင်ကိုကြိုက်တဲ့ filter တွေတုံးလို့ရပါတယ်เนาะကျွန်တော်တုံးတဲ့ filter တွေတော့ဒါ video ပေါ်လို့လည်းမူတည်တာပေါ့เนาะ video တိုင်းတော့မတုံး okay အဲ့တော့ဒါဆိုတော့ကျွန်တော်တို့ဒီ beat editing လေးရရှိတာဒါတော့ကျွန်တော်လိုရင်းတို့ရှင်းမယ်ပြောဒါတော့မှတော်တော်လေးကိုများနေပါပြီเนาะတကယ်တမ်းကအသေးစိတ်ပြောရမယ်ဆိုရင်တော့ဒီတက်ကြာနိုင်ပါတယ်